ဒီနေ့ညညီမစံတော်ချိန်တနားရီခွဲမှာအားလုံးစောင့်မျှော်နေတဲ့ယူရိုပါလိဖလားကိုဘိုလူကြတော့မယ်စပါအသင်းနဲ့မန်ချက်စတာယူနိုက်တက်မင်္ဂလာပါ KGN Channel ကနေကြိုဆိုပါရစေဒီညမှာကစားကြမယ်စပါအသင်းနဲ့မန်ယူနိုက်တက်တို့ရဲ့ပွဲစဉ်ကတော့ဘီဘာအိုအသင်းရဲ့အိမ်ကွင်းဆမ်မာမတ်မှာကစားကြတော့မှာပါနှစ်သင်းစလုံးကလည်းဘီရင်နောင်ဖောင်ပြက်စုသလိုကန်ကြမှာပါဘူဆွဲမဲ့အသင်းကအချို့ဘောတခါလောင်းစုသလိုယူရိုပါလိဖလားကိုလည်းရမှာဖြစ်ပြီးချန်ပီယံလိကိုလည်းဝင်ခွင့်ရအောင်မှာပါနှစ်သင်းစလုံးဒီယာဆူရလွန်တဲ့ယာဒီပါတမ်းမစင်းအောင်တမယ်ဖြစ်နေခဲ့ပြီးပရီးမီးယားလိပြီးဆုံးဖို့တပွဲလိုမှာစပါတင်ကအဆင့်16နဲ့ယူနိုက်တက်ကအဆင့်16မှာရပ်တည်နေတာပါဒါကြောင့်ဒီနှစ်သင်းဟာအားကုန်သုံးပြီးကန်ကြမှာပါစပါတင်ကတော့အဓိကကစားသမားတွေဖြစ်ကြတဲ့ကွင်းလယ်ကစားသမားဂျေးမက်ဒီဆန်နဲ့ကူလိုဆက်စကီတို့ပါဝင်နိုင်မှာမဟုတ်ပါဘူးစပါတင်က16သင်းအဆင့်မှာအေဇက်အခမာကွာတာဖိုင်နယ်မှာဘရန်ဖို့နဲ့ဆီမီဖိုင်နယ်မှာတော့ဘော်ဒိုကလင်အသင်းတို့ကိုကြော်ဖြတ်ခဲ့တာပါတစ်ဖက်ကယူနိုက်တက်ကတော့16သင်းအဆင့်မှာရီယယ်ဆိုစီတက်ကွာတာဖိုင်နယ်မှာလီယွန်နဲ့ဆီမီဖိုင်နယ်မှာတော့ဘီဘာအိုအသင်းတို့ကိုကြော်ဖြတ်ခဲ့တာပါဒီညမှာတော့ဒီနှစ်သင်းဘိုလူကြတော့မှာပါဒီနှစ်သင်းရဲ့ပွဲထွက်လာနိုင်တဲ့လူစင်းကိုကြည့်အောင်စပါတင်ကတော့ဂိုးသမားနေရာမှာဗီကာရီယိုဘိုကန်စင်နှစ်ယောက်မှာတော့ရိုမဲရိုနဲ့ဘန်ဒဘန်ရိုက်ဘက်မှာပိုရိုလက်ဘက်မှာဥရူဂီကွင်းလယ်မှာဘဆူမာစာနဲ့ဘန်တန်ကာတိုက်စစ်3ယောက်မှာတော့ဘရန်ဒန်ဂျွန်ဆန်ဆလန်ကီနဲ့ဆွန်အမင်တို့ဖြစ်လာနိုင်ပါတယ်ဒါဆိုယူနိုက်တက်ဘက်ကိုကြည့်အောင်ပါဂိုးသမားနေရာမှာတော့အိုနာနာဘိုကန်စင်မှာမကွိုင်ယာလန်နီယိုရိုနဲ့လင်ဒလော့ရိုက်ဘက်မှာမာဇာရာဗီလက်ဘက်မှာဒိုကူကွင်းလယ်မှာကက်စမီရိုဥကာဒေနဲ့ဘရူနိုဖာနန်ဒက်တိုက်စစ်မှာအာမက်ဒီယာလိုနဲ့ဟွိုက်လန်တို့ဖြစ်လာနိုင်ပါတယ်အခုလူစင်းတွေကအတိအကျမဟုတ်ပါဘူးဖြစ်လာနိုင်တာကိုပြောတာပါညီကိုတို့ရောဘယ်အသင်းပို့ဆွဲသားမယ်ထင်လဲ comment မှာဝင်ရောက်မှတ်ချက်ပေးသွားနိုင်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်ရဲ့ channel ကိုကြိုက်နေတဲ့ဆိုရင်တော့ subscribe လေးနှိပ်ပြီးအားပေးသွားနိုင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဗျ